ဟုတ်အလုံးမင်္ဂလာပါကိုမဟာဝုံတော်တဲ့ရောက်နေတယ်မှာဆရာတော်တွေနဲ့ဘာတော်လို့လဲဆိုတော့ဒီမှာဆရာတော်ဘုရားကဒီမှာကမ္မထမ်းကျောင်းလို့ဖို့ပေါ့နော်လာမယ်နေ့ကြလို့ရှိရင်မြန်မာနိုင်ငံကဖြစ်နိုင်ငံတကာအဖြစ်ဒီမှာတရားအားထုတ်ခြင်းနဲ့ဆိုရင်တရားအားထုတ်လို့ရမယ့်နေရာလေးအခုအကြောင်းရဲ့တည်နေရာလေးလိုက်ရှာနေပြတော့ပေါ့နော်ပေါ်ကတော့အကြီးပဲပေါ်ကအကျယ်ကြီးပဲအဲ့တော့ဆရာတော်ကတိတ်ဆိတ်လေးနေရာကောင်းလေးပေါ့နော်အဲ့တော့ကျောင်းရဲ့ဓမ္မယုံကျောင်းက15လုံး16လုံးလောက်တပါးကျောင်းနဲ့ဓမ္မယုံလေးစောက်မယ်အလူရှင်တွေလည်းရှိပြီးသားပေါ့နော်အဲ့တော့ဟိုကကျောင်းတည်နေလိုက်ရှာဖြစ်ပါတယ်ဒီနေ့တိတ်လဲတိတ်ဆိတ်တယ်ပေါ့နော်ကျောင်း area ရှာနေပေါ့ကဲदूरी भयो अचट्टै भयो यो जग्गा मन पर्यो भन्नु ठिक छ अनि उहाँलाई त्यही मनपर्छ भनेर यता घुमाएको हो दूरी भयो अचट्टै भयो यो जग्गा मन पर्यो भन्नु ठिक छ अनि उहाँलाई त्यही मनपर्छ भनेर यता घुमाएको हो အဲ့တော့လွန်ခဲ့တဲ့နှစ်1500ကဒီမှာမြတ်စွာဘုရားသာနာထုံကားခဲ့တဲ့ကိုကမင်းမိန်သွားတော့ဆရာတော်ဘုရားကဒီမှာတည်င်းလာ3ရင်းနဲ့ဘောနော်သူတို့ကလည်းကြီးညိုပြီးတော့ဆရာတော်ရဲ့လက်ညှိုးမှုအောက်မှာပဲဒီဝိပဿနာကျောင်းလေးတည်ထောင်ခြင်းနဲ့ဆိုပြီးတော့ဆရာတော်တောင်းဆိုတဲ့အတွက်ဆရာတော်ကလည်းလက်ခံပြီးတော့သူတို့လည်းပျော်ရွှင်တာပေါ့နော်သူတို့လည်းဝမ်းသာကြတယ်ပျော်ကြတယ်အဲ့တော့ဒီနေ့ပြီးပြပဲနေရာကို3နေရာ4နေရာလောက်လိုက်ရှာခဲ့တယ်မြတ်စွာဘုရားမဟာတမယတုတ်ကိုဟောကြားခဲ့တဲ့နေရာနဲ့မလမ်းမကန်းရွာနဲ့လည်းမနီးမဝေးပေါ့နော်အဲ့လိုမျိုးရှာခဲ့တယ်အဲ့တော့ဒီကရှိတဲ့ဒေသခံတိတော်အုပ်တွေနဲ့ပြီးတော့ဒေသခံလူငယ်တွေနဲ့လည်းလူမျိုးတက်ကြွပေါ့ပါဝင်ခဲ့ကြတယ်တော့ဝမ်းသာရဆရာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးသာတို့ခေါ်စီရှင်ပါတယ်